မိန်လဲကျသွားရင်တော့မေဆီကိုဘောလုံးရအောင်ငါကန်တင်ပေးမယ်ဆိုတာကိုပြသခဲ့တဲ့ GPS Modric ဂျူဗန်တက်စ်ရဲ့ AC မီလန်တို့ရဲ့ပွဲစဉ်ဟာအများအားစိတ်လှုပ်ရှားစရာကောင်းတဲ့ပြိုင်ဆိုင်မှုတစ်ခုပါအခုသူတို့နှစ်သင်းထိပ်တိုက်တွေ့ကြတဲ့ပွဲစဉ်မှာဆိုလို့ရှိရင် AC မီလန်ရဲ့ကွင်းလက်ကစားမလူကာမိုဒရစ်ဟာသူ့ရဲ့အသင်းပေါ်ဒါစီမိုဟီမီနက်စီကိုအမြင့်ဘောတစ်လုံးကန်တင်ပေးခဲ့ပါတယ်ဟီမီနက်စ်ကဂျူဗင်ကစားမနဲ့အပြိုင်ဖြစ်နေတဲ့လဲကျသွားခဲ့တာပါဒါတော့မှမိုဒရစ်ကန်တင်ပေးလိုက်တဲ့ဘောလုံးကလဲကျသွားတဲ့အသင်းပေါ်ဟီမီနက်စ်ရဲ့ခေါင်းစီကိုတန်းတန်းမတ်မတ်ရောက်ရှိသွားခဲ့ပါတယ်ဒါကမိုဒရစ်ဘောလုံးထိန်းချုပ်မှုတိကျမှုနဲ့ကွင်းထဲမှာဂိမ်းကိုဖတ်နိုင်တဲ့စွမ်းရည်ကိုတတ်သိပြလိုက်တာလို့တောင်ပြေးမြင်ပြီးသွားပါတယ်လူကာမိုဒရစ်ကဘောလုံးလောကမှာကွင်းလယ်ဆရာကြီးလို့တင်စားခံရသူပါသူ့ရဲ့ကစားပုံကဘောလုံးကွင်းထဲမှာအနုပညာတစ်ခုလိုဖြစ်နေပါတယ်ခုကိစ္စမှာလည်းမိုဒရစ်အမြင့်ဘောကန်တင်ပေးမှုဟာဘာကြောင့်ဒီလောက်ထိထူးခြားတာလဲဆိုပြီးတော့ပရိသတ်တွေကဟာသားလုံနေကြပါတယ်မိုဒရစ်ရဲ့အမြင့်ဘောကန်တင်ပေးမှုဟာဟီမီနက်စ်ရဲ့ခေါင်းစီကိုတန်းတန်းမတ်မတ်ရောက်ရှိသွားတာကသူ့ရဲ့အမြင့်ဘောထိန်းချုပ်မှုနဲ့ကွင်းထဲမှာဂိမ်းကိုဖတ်နိုင်တဲ့အမြင်ကိုပြသနေပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ်iPad ခွန်ရှိကိုနဲ့ Five Mix ကစားလို့တယ်ဆိုရင်တော့ Viber နံပါတ်39 454 569 465ကိုဆက်သွယ်လိုက်ပါဟီမီနက်စ်ကယူဝင်စားမနဲ့အပြိုင်ဖြစ်နေတဲ့လဲကျသွားတဲ့အခိုက်အတန့်မှာတော့မိုဒရစ်ရဲ့ဘောလုံးကသူ့လိုချင်တဲ့ပြင်းမှန်းစီကိုအတိအကျရောက်သွားတာပါမိုဒရစ်ကဘောလုံးကွင်းထဲမှာ GPS တက်ထားတဲ့ကစားမလားလို့တော့မှမေးရွာတော့မလို့ပါပဲဟီမီနက်စ်ကလဲကျသွားရင်တော့မှမိုဒရစ်ရဲ့ဘောလုံးကမေးပမာပဲရှိငါခေါင်းပေါ်အတိအကျကိုကြမယ်ဆိုတဲ့ပုံစံမျိုးနဲ့အတိအကျရောက်လာခဲ့တာပါယူဝင်တက်စ်လိုအင်အားကြီးတဲ့အသင်းတိုင်းရှင်ပြိုင်နေရတဲ့ပွဲစဉ်မှာဖီအားတွေကအများရှိပါတယ်ဒါပေမဲ့မိုဒရစ်ကဖီအားအောင်မှာ AC တည်ငြိမ်စွာနဲ့ကစားနိုင်တဲ့ကစားမကြီးတူပါဟီမီနက်စ်ကယူဝင်ကစားမနဲ့အပြိုင်ဖြစ်နေတဲ့လဲကျသွားတဲ့အခိုက်အတန့်မှာတော့မိုဒရစ်ရဲ့ဘောလုံးကသူ့ရဲ့အသင်းပေါ်ရှိရာနေရာကိုအတိအကျရောက်သွားတာကသူစိတ်ဓာတ်ပိုင်းဆိုင်တည်ငြိမ်မှုကိုတတ်သိပြလိုက်ရလဲရောက်ပါတယ်။ဒါကိုကြည့်မိုဒရစ်ကကွင်းထဲမှာကစားပေါ်ပြီးဘယ်လိုမျိုးနေထားမှရှိစိတ်လေးသားနေငါမင်းတို့စီဘောလုံးကိုရောက်အောင်ပို့ပေးမယ်လို့ပြောနေသလိုပါပဲ။ဟီမီနက်စ်ကလဲကျနေရတော့မိုဒရစ်ကမင်းလဲကျလဲဘောလုံးကမင်းကောင်းကိုပဲကျမယ်ဆိုပြီးတော့ကန်တင်လိုက်တာနဲ့တောင်တူနေပါတယ်။ဆရာကြီးဆိုတာလက်ကားဖြစ်လာမဟုတ်ဘူးလို့များမိုဒရစ်ကဒီဖြစ်နဲ့ပြောပြနေသလားပါပဲ။ဂျားချက်ကိုကြည့်ရရင်လဲဟီမီနက်စ်ကဒီဖြစ်စင်မှာဒိုင်စမူတူနေနဲ့သူ့ရဲ့တောင်းကိုကြေပွန်သွားထမ်းဆောင်ခဲ့ပါတယ်။ယူဗန်တက်စ်ရဲ့ခံတည်မှုနဲ့အပြိုင်ဖြစ်နေတဲ့လဲကျသွားခဲ့မယ်။မိုဒရစ်ရဲ့အမြင်ဘောကိုသူ့ကောင်းနဲ့ထိနိုင်ခဲ့တာကသူ့ရဲ့စူးစမ်းမှုနဲ့နေရာယူမှု position တွေပိုင်းကိုပြသပါတယ်။ဟီမီနက်စ်ကဂျူဝင်ကစားမနဲ့ဘောလုံးကိုငါပဲရစီရမယ်ဆိုပြီးတော့အပြိုင်ပြေးနေလဲကျသွားတာပါ။လူကလဲသွားရင်မဲ့သူ့ကောင်းတော့လဲမသွားပါဘူး။ဘောလုံးငါပဲထိမယ်ဆိုတဲ့စိတ်နဲ့ခေါင်းကြီးထောင်းနေရပါ။ဒီဘက်ကိုကြည့်ရတာဒီလိုမှမဖြစ်ရင်ပွဲပြီးသွားတဲ့အထိစောင်းဝင်အိပ်ပျော်နိုင်မှာတော့မထင်ပါဘူး။ထပ်ပြီးတော့တွေးကြရမယ်ဆိုရင်ဒီဖြစ်စဉ်လေးကတာမန်အမြင်ဘောကန်တင်မှုတစ်ခုထပ်ပိုးပါတယ်။ဒါက AC မီလန်အသင်းရဲ့ကစားမတွေရဲ့ပြန်လည်ယုံကြည်မှုအသင်းသားစိတ်ဓာတ်နဲ့မိုဒရစ်ရဲ့ထူးခြားတဲ့စွမ်းရည်ကိုတင်ရစေပါတယ်။မိုဒရစ်ကကွင်းလက်ကစားမတူးနေနဲ့အသင်းအတိုင်းစနဲ့ခံစစ်ကိုချိတ်ဆက်ပေးနေအဓိကအခန်းကဏ္ဍကိုထမ်းဆောင်နေပါတယ်။ UNF ဆိုအင်အားကြီးတဲ့အသင်းနဲ့ရှင်ပြိုင်နေရတဲ့ပွဲစဉ်မှာသူ့ရဲ့အမြင်ဘောကန်တင်ပေးမှုဟာ AC မီလန်တိုင်းစစ်အခွင့်အရေးတွေကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒါကသူ့ရဲ့ game ကိုဖန်နိုင်တဲ့စွမ်းရည်နဲ့တိကျတဲ့ဘောလုံးပေးပို့မှုကိုတတ်သိပြပါတယ်။ဟီမီနက်စ်ဂျူဝင်ကစားမနဲ့အပြိုင်ပြေးနဲ့လဲကျသွားရင်မိုဒရစ်ဘောလုံးခေါင်းနဲ့ထိနိုင်ခဲ့တာကအသင်းပေါ်တွေကြားယုံကြည်မှုကိုပြသနေပါတယ်။ဒါကြောင့်ဒီဖြစ်စဉ်လေးကဘောလုံးပွဲစဉ်တစ်ခုတည်းကတာမန်အခိုက်အတန့်တစ်ခုလို့ထင်ရပေမဲ့တကယ်တော့မိုဒရစ်ရဲ့ကွင်းလယ်ထိန်းချုပ်မှုဟီမီနက်စ်ရဲ့တိုက်စစ်စွမ်းရည်နဲ့ AC မီလန်အသင်းရဲ့စီးလုံးညီညွတ်မှုကိုပြသခဲ့လို့ပဲဆိုချင်ပါတော့တယ်။စုံလင်ကြည့်ပဲတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။